ကင်မရာဆိုင်လေးကိုကျွန်တော်အမြဲဝင်ကြည့်ပြပေမဲ့တခါမှတော့မဝယ်ဖြစ်ခဲ့ဘူးကျွန်တော်ကဒီဆိုင်မှာ DJI နဲ့ပတ်သက်တဲ့ကင်မရာပစ္စည်းလေးတွေကိုအမြဲလာပြီးတော့ကြည့်ဖြစ်တယ် DJI ကထွက်သမျှ product တွေကိုလည်းကျွန်တော်အကုန်ကြိုက်ပါတယ် vlogging ကင်မရာလေးတစ်လုံးဝယ်မယ်လို့စပြီးစိတ်ကူးလိုက်ကြတဲ့ Action 5 Pro လေးကိုကျွန်တော်မျက်စိကျခဲ့တယ်ပေါ့နော်ဒါပေမဲ့ Action 6ထွက်လာတဲ့အထိကျွန်တော်မဝယ်ဖြစ်ခဲ့ဘူး Action 5 ကင်မရာလေးနဲ့ Action 6နဲ့ကဈေးတော့တိတ်မကွာပါဘူး Action 6မှာ function တွေပို့ဆောင်လာတယ်။ဆိုင်ကဝန်ထမ်းအကူကလည်း Action 6ကိုဝယ်ဖို့ညွှန်ပေးပါတယ်။ဒါပေမဲ့ကျွန်တော် Action 5လေးကိုပဲဝယ်ဖြစ်သွားတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အစောတည်းဝယ်ချင်ခဲ့တဲ့ကင်မရာ model လေးလည်းဖြစ်တာရဲ့သူ့ရဲ့ကင်မရာ body မှာပါတဲ့အနီရောင် accent လေးကိုလည်းသဘောကျတာကြောင့်ရဲ့ review တွေအရလည်း Action 5ကိုပို့ပြီးတော့သဘောကျရပေါ့နော်။သူကညဘက်မှာရိုက်တဲ့ခါလဲပိုလင်းတယ်လို့ခန်းစားရလို့ Action 5လေးကိုပဲရွေးချယ်ခဲ့ပါတယ်။ unboxing ကိုဆိုင်ဘက်ကအကူကပဲဖောက်ပြီးတော့ကျွန်တော်ကိုဗီဒီယိုမှတ်တမ်းတင်ခိုင်းထားပါတယ်။ error ပါရင်တခါတည်း company ကိုပြောလို့ရအောင်ပေါ့နော်။ Action 5 Pro ကို Adventure Combo ပဲဝယ်ခဲ့လိုက်တယ်ပေါ့နော်။ဈေးနှုန်းကဘတ်16900ပေးခဲ့ရတယ်။ Adventure Combo မှာကဘက်ထရီ3လုံးပါလို့ကြရိုက်လို့ရတယ်။ Selfie stick လေးလည်းပါတာဆိုတော့ကျွန်တော်အပြင်ကနေတက်ထပ်ပြီးဝယ်စရာမလိုတော့ဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်က 4K ဗီဒီယိုတွေအများကြီးရိုက်မှာဖြစ်တဲ့အတွက် SD ကလေးတစ်ကတ်တော့ထပ်ဝယ်လိုက်တယ်။ Action 5 Pro မှာ built-in storage 64K ပါတယ်ဆိုပေမဲ့ဗီဒီယိုတွေများဆန်းဖို့ဆိုရင် SD ကတ်တစ်ကတ်ကတော့မဖြစ်မနေလိုတယ်ပေါ့နော်။အခုဆိုင်ကကိုက SD ကတ်အမျိုးအစားတွေကိုဘယ်ဟာယူမလဲဆိုပြီးလိုက်ရှင်းပြနေတာဖြစ်ပါတယ်။ SD ကတ်တွေကထုတ်လုပ်တဲ့နိုင်ငံတွေမတူတာရဲ့ rewrite speed တွေကွာတာကြောင့်ဈေးတွေနည်းငယ်ကွာကြပါတယ်။ကျွန်တော်က Lasa SD ကတ် 512GB ကိုပဲဝယ်ခဲ့လိုက်တယ်။ပြီးတော့ကျွန်တော်က new user ဆိုတော့ setting တွေကိုလည်းဆိုင်ရကိုကတေချာလေးပြောပြပေးတယ်။အဖြုတ်တက်ကအစားအကုန်စစ်ဆေးခိုင်းတယ်ပေါ့နော်။ကျွန်တော်လည်းဆိုင်းရိုက်ကြည့်ပြီးတော့သဘောတွေကျတယ်။ကျွန်တော်သိကျင်တာရဲ့အကုန်လုံးကိုလည်းမေးခဲ့လိုက်တယ်။အရင်ကကျွန်တော် Osmo Pocket 3 ကင်မရာလေးဝယ်မလားလို့စဉ်းစားထားတာ။ဒါပေမဲ့ Pocket 3 လေးကရေးဆိုမခံဘူး။နည်းနည်းလေးနုတယ်လို့ review တွေတွေ့ရတော့ကျွန်တော် Action ကင်မရာလေးကိုပဲရွေးချယ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါကတော့ Action 5နဲ့ဆိုင်းရိုက်ထားတဲ့ပုံလေးတွေပဲဖြစ်ပါတယ်။ဒါလေးကတော့ voucher လာပေးတာပေါ့နော်။ Randy ကလည်းတစ်နှစ်ပါပြီးတော့ဒီ voucher လေးကိုတင်ထားပြီးတော့တခုခုဆိုရင်သူတို့စီပြန်လာပြောရုံပါပဲ။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်နော်။